တက္ကသိုလ်ဝင်းထဲကိုဒေါသတကြီးနဲ့ဝင်လာတဲ့အမျိုးသမီးတယောက်ဟာကျောင်းသားစားတောက်ဆောင်ထဲမှာရှိနေတဲ့မင်းသမီးရဲ့ထမင်းလင်ပန်းကိုရိုက်ချလိုက်ပါတယ်။ဘေးကကျောင်းသားတွေအံ့ဩနေချိန်မှာပဲမင်းသမီးကိုမြောင်မလို့ဆွတ်ဆွဲပြီးပါးရိုက်ဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲ CEO ရောက်လာပြီးသူမရဲ့လက်ကိုဖမ်းတလိုက်ပါတယ်။သူကအဲ့ဒီအမျိုးသမီးကိုလုံးဝမသိကြောင်းနဲ့ဘယ်တော့မှလည်းလက်ထပ်မှာမဟုတ်ဘူးလို့အားလုံးရှိမှပြက်ပြက်သားသားညင်းဆိုလိုက်ပါတယ်။ဒါအပြင်သူ့နောက်ကအမျိုးသမီးကိုထိခိုက်အောင်လုပ်ရင်ဘသူ့ကိုမဆိုအလွတ်ပေးမှာမဟုတ်ဘူးလို့တတိပေးလိုက်ပါတယ်။လူချီတိတ်တဲ့နေရာရောက်တော့ CEO ကမင်းသမီးကိုဘာလို့အမြဲအနိုင်ကျင့်ခံနေရတာလဲဆိုပြီးစိုးရိမ်တကြီးနဲ့စုပူပါတယ်။မင်းသမီးကသူတို့ကြားကပတ်သက်မှုဟာမှားယွင်းမှုတစ်ခုပဲလားလို့မိတဲ့အခါ CEO ကသူ့ဖုန်းနံပါတ်ကိုပေးပြီးသူတို့နှစ်ယောက်ရဲ့အခြေအနေကသာအစစ်အမှန်ဖြစ်ကြောင်းကတိပေးခဲ့ပါတယ်။နောက်ပိုင်းမှာမင်းသမီးဟာဘိုက်အောင်လို့စီးယုံရောက်သွားတဲ့အခါ CEO ရဲ့တငယ်ချင်းဆရာဝန်ကအကြောင်းကြားပြီးတာကြောင့် CEO ကချက်ချင်းပဲအပြေးလွှားရောက်လာခဲ့ပါတယ်။ညဘက်မှာသူတို့နှစ်ယောက်ပြန်ဆုံတဲ့အခါ CEO ကမင်းသမီးကိုဘသူ့ကိုမဆိုညင်းပယ်ပိုင်ခွင့်ရှိတယ်လို့ကိုဘဝကိုကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့အားပေးလိုက်တဲ့အတွက်မင်းသမီးရဲ့နှလုံးသားထဲမှာကိုယုံကြည်မှုတွေစတင်အမြင့်တွယ်လာပါတော့တယ်။